ဒါကျွန်တော်ဒီ2026ခုနှစ်အတွင်းမှာပေါ့လေဒီတိုင်းဒေသကြီးပြည်နယ်လိုက် PDF တွေရဲ့အလင်းဝင်ရောက်မှုနှုန်းကတော်တော်လေးတက်လာတယ်ခင်ဗျ26ခုနှစ်အတွင်းမှာပေါ့အရင်နေ့ထိပေါ့ဒီတနင်္ဂနွေလုံးအတိုင်းအတာနဲ့အလင်းဝင်ရောက်တဲ့ PDF ဥယေဘယ်လောက်ရှိသလဲပေါ့လေ သိသလောက်တော့ဒီ PDF တွေဟိုအလင်းဝင်တာ4000ကျော်လို့အကြမ်းမြင်သိတယ်ဖြည့်နိုင်ရင်ပြီးရင်အဲ့ဒီကဏ္ဍလေးဖြည့်ပေးနော်နောက်တစ်ချက်ကကျွန်တော်တို့ဒီရက်တရအတွင်းမှာကျွန်တော်ငြိမ်းချမ်းရေးဖိတ်ခေါ်တာတွေ PDF တွေအလင်းဝင်ကိုဖိတ်ခေါ်တာတွေရှိတယ်အဲ့တော့ဒီ PDF တွေနဲ့ပတ်သက်ပြီးတော့ဒီရက်တရအလွန်မှာနိုင်ငံတော်လေးနဲ့ဘယ်လိုဆောင်ရွက်သွားဖို့ရှိသလဲ ကွက်လို့ရိုက်သွားနိုင်တယ်ကွက်လို့ရိုက်သွားနိုင်တယ်ကွက်လို့ရိုက်သွားနိုင်တယ်နောက်တစ်ခါတော့ရက်တရားလို့ပြောထားပေမဲ့ရက်တရားမဟုတ်ပါဘူးဒါရက်တရားကကျမတို့စီမံချက်နဲ့တကယ်ဖိတ်ခေါ်တာပါရက်တရားဘာထူးကြပါလဲရက်တရားမှာအပေါ်ကဆောင်ရွက်တာကရက်တရားမှာဂုဏ်သိန်းသုံးကြစင်းရေးလို့ဟုတ်လားတရားဥပဒေစိုးမိုးရေးလို့ဆိုပေမဲ့လို့အပေါ်ကဆောင်ရွက်တာကရက်တရားမှာဂုဏ်သိန်းသုံးကြစင်းရေးလို့ဟုတ်လားတရားဥပဒေစိုးမိုးရေးလို့ဆိုပေမဲ့လို့လက်တွေ့အောက်မှာကအဲ့ဒါကိုမူတည်ပြီးတော့လုံနေကြင်နေကြတဲ့အောက်ခြေအဖွဲ့အစည်းကတလွဲတွေလုပ်တဲ့အတွက်ကြောင့်ဘာကြီးလက်ဆောင်ဒီလိုဖြစ်ပြီးတော့ဘာကြီးရတယ်ပြောကြမယ်လို့အဲ့လိုမလေးနဲ့အင်းနဲ့ကြောင်ပြီးလိုက်ရပြီးရတယ်ငါကျွန်တော်လေးရလို့လေမောင်းနေကောင်ဒီတော့ပါရတယ်ငါကိုင်းနေအောင်ကြောက်တယ်အဲ့ဆောင်လာမောင်းတယ်တကယ်ကလေးရွယ်တွေကျောင်းတက်ရမယ်ပညာရှာရမယ်အရွယ်တွေတချို့ဆိုလဲလုပ်ငန်းခွင်ဝင်ရောက်ရမယ်အရွယ်တွေတောတဲ့တောင်ထဲမှာလာငါကောင်လာဘာပြူလားအေးစငါကြီးလိုက်လားဘယ်ငယ်ငယ်ရွယ်နဲ့ကွာငါလို့စစ်တိုက်နေဘယ်ငယ်ငယ်ရွယ်နဲ့ကွာငါလို့စစ်တိုက်နေကွက်လို့ရိုက်သွားနိုင်တယ်ကွက်လို့ရိုက်သွားနိုင်တယ်โอเคလာငါကောင်လာဘာပြူအေးစိတ်လာခဲ့အေးစိတ်တွဲခဲ့ငါကောင်လေးဝက်ကန်